အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာစောခက်ရေးသားထားတဲ့ရွှေတောင်ကြီးအဖေဆိုတဲ့ယတ္တအပိုင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါတော့အထက်တန်းကျောင်းသားလာမှုတယောက်ထမင်းတစ်နက်စားဖို့အရန်ကြိုးစားနေရပါပြီရွာကသူ့အဖေကစီးဝါပြတ်သွားပါတယ်ဂုံစီကူတန်းသွားလာတဲ့ပိန်းကောလေကြီးကလေပြင်းမိလို့နစ်သွားပါတယ်လာမိုးတို့မိသားစုအဖက်ဆင်မရတော့ပါဘူးလေကောပစ္စည်းရောဆုံးတော့အကျွေးတွေလည်မင်းခိုင်းနေပါပြီအိမ်ကိုရောင်းရပါတယ်မြေကိုရောင်းရပါတယ်ရက်ပြောင်းရွာပြောင်းဖြစ်ရပါတော့တယ်မိဘစီးပွားရေးအခြေအနေကြောင့်လှမိုးကျောင်းထွက်ရန်ပူစားပါတယ်အဖေအမေတို့ဒုက္ခဆင်းရဲရောက်နေရတဲ့ဘဝမျိုးမှာကျောင်းတက်နေလို့အဆင်မပြေပါဘူးအတုံးစီကျောင်းစီထမင်းစားတော့နေထိုင်ရေးတို့ကမလွယ်ကူဘူးဆိုတာလှမိုးသိပါတယ်လှမိုးကအကြီးဆုံးသားမို့မိဘတွေကချစ်ကြပါတယ်ဒါကြောင့်သားကြီးဩရတလှမိုးကိုကျောင်းမထွက်ရန်တန်တန်တားကြပါတယ်ဒီတော့မိဘအလိုကြလှမိုးကျောင်းဆန့်တက်ရပါတယ်လှမိုးထမင်းချက်ဖို့ဆန်ကိုဆွေမျိုးလယ်သမားတွေစီကပို့ပေးထားပါတယ်ဒါပေမဲ့ငါဟင်းဝယ်ပြီးချက်စားဖို့ပတ်စံမရှိပါဘူးနတ်ထားတဲ့ပါဇက်နတ်ထဲ့တီဟုဆိုရမလားမေတ္တာရှိရာမေတ္တာများလာတီလို့ပြောရမလားလှမိုးနေတဲ့အိမ်ရှိကဓာတ်နှလုံးပင်မှာအဖွားတော်ရွှေစုရှိစဉ်ကကွန်းပင်တပင်နွယ်တက်လို့ရှိပါတယ်လှမိုးကကွန်းပင်ကိုနေ့စဉ်ရေမိုးမှန်မှန်လောင်းပါတယ်ပေါင်းတင်ပါတယ်အခုဆိုရွက်အုပ်ဖားဖားနဲ့လှမလှကိုလန်းထဲမှာကမာကြီးမိဟုခေါ်တဲ့အဖွားကြီးတယောက်ကလှမိုးစီမှာကွန်းရက်နေ့စဉ်လာဝဲပါတယ်ဒီကွန်းရက်ကစားကောင်းတယ်လို့ဖွားကြီးကပြောပါတယ်ကွန်ဘိုအဖြစ်10ပြားတည်းဟူသောအသက်ပြားကိုလှမိုးနေ့စဉ်ရပါတယ်ဒီ10ပြားက9ပြားတန်ငပြောသီးနှလုံးစီပုံမှန်ဝယ်ပါတယ်ထမင်းတနက်လျက်ငပြောသီးတစ်လုံးစီနဲ့ထမင်းဖြူရောနယ်ပြီးရေတောက်ချင်းနဲ့လှမိုးထမင်းတနက်ကိစ္စပြီးချင်းပြီးမြောက်ပါတယ်ထမင်းကိုတော့တနေ့စာအတွက်မနက်ပိုင်းပဲတစ်ချိန်ချက်ပါတယ်စာကြောင့်ယူရသောဘဝထမင်းတနက်အတဲ့ရုန်းကန်ရသောဘဝချစ်သူမိုးစပယ်ကိုလွမ်းရတဲ့ဘဝဘဝများနေ့လေကျောင်းစင်ခေါင်းလောင်ထိုးလိုက်ပါပြီကျောင်းဝင်အနှံ့ကျောင်းသားကျောင်းသူများနဲ့ပြည့်သွားပါတယ်ဘောလုံးကံမှုဝါသနာပါတဲ့ကျောင်းသားတွေကကျောင်းနောက်ဖက်ဘောလုံးကွင်းကိုသွားပါတယ်အချို့ကတော့ကျောင်းရှိဘက်နက်စင်ရှိတဲ့ညောင်မင်းကြီးအောက်ကိုသွားကြပါတယ်ရောက်တဲ့ရပြောကြပါတယ်မုံသွေးတန်းကလည်းရှုပ်ရှက်ခတ်နေပါတယ်ရခိုင်မုံဒီဆိုင်မှာတန်းစီစောင့်ရပါတယ်အများဆုံးကမိန်းကလေးတွေပါမုံဒီဆိုင်ကိုမိန်းကလေးအုပ်ဝင်လာပြီဆိုရင်နောက်လူဝင်လို့မရတော့ဖြစ်သွားပါတယ်အကြီးနဲ့စားလိုက်အတုံးနဲ့စားလိုက်စားပြီးရင်လည်းမုံဒီဘက်ကူစိနည်းနည်းပေးပါအောင်အကြီးတစ်ပေါက်လောက်ထည့်ပါအောင်နဲ့စားခြင်းကိုရသလောက်ဆွဲဆန့်ကြပါတယ်အထူးသဖြင့်အပြူပေါက်အရွယ်9တန်း10တန်းကျောင်းသူတွေကပိုဆိုးပါတယ်နောက်ကကျောင်းသားတွေကစောင့်နေမှန်းသိရင်တော်ရုံနဲ့မထကြဘူးနောက်ကိုမတိမတာလေးလှည့်ကြည့်ပြီးအချိန်ဆွဲစားလိုက်နဲ့ယောက်ျားလေးတွေကိုစသလိုလုံနေတတ်ကြပါတယ်အပြူကလေးတွေကအထာပေးတာလားမသိပါဘူးအတန်းခန့်ငယ်ငယ်ကလေးတွေကကျောင်းဝင်အတွင်ရှောက်ပြေးကစားနေကြတာကများပါတယ်လှမိုးကတော့ဒီလိုမဟုတ်ပါဘူးမုံလည်းမစားစရာပတ်စံလည်းမရှိပါဘူးရွာကမိဘတွေပေးတဲ့ပတ်စံတစ်ပြားတစ်ချက်ကိုစားဆောင်တွေဝယ်ပါတယ်စားအုပ်တွေဝယ်ပါတယ်ရွာမှာစာကြည့်တိုက်ထူထောင်ရင်အထောက်အကူပြုရန်ရွယ်ပါတယ်လှမိုးစာသင်ခန်းနဲ့ကြပြားဆက်ပါတယ်စာဖတ်ပါတယ်တီငြိမ်လေးပဲနေပါတယ်အတန်းပိုင်းဆရာမဒေါ်စောကြီးကအတန်းကောင်းဆောင်တောင်းဝင်ပေးထားလို့တောင်းဝင်နဲ့ကန့်ညီအောင်ပြုဝင်နေထိုင်ခြင်းလည်းဖြစ်ပါတယ်ဟေးဒီမှာငါကြပြားပါလာပြီဟဲ့ကောင်ချမ်းအောင်ဖတ်ကြည့်စမ်းပါအောင်ကွာထုံးဝင်တွေ့လားအဲ့ခံကြပြပကန်းမှာပါတာကွာပေါက်တူလည်းဖက်ကြည့်ကြနော်တို့ရွာနာကချောင်းကလေးအကြောင်းကိုငါကြပြစီထားတာကွာလှမိုးကသူ့ကြပြကိုမဂ္ဂဇင်းထဲမှာပါးလာလို့ဂုံစွာလိုက်လံပြသနေပါတယ်အတန်းပိုင်းဆရာမဒေါ်စောကြီးစာသင်ခန်းထဲကိုဝင်လာပါတယ်ကျောင်းသားကျောင်းသူများအားလုံးဗျိုင်းလူထိုက်ရကြပါတယ်မင်္ဂလာပါလို့နှုတ်ဆက်ကြပါတယ်ဆရာမကလည်းမင်္ဂလာစကားတန်ပြန်ပြောပါတယ်ဆရာမနဲ့ကျောင်းသားကျောင်းသူများမင်္ဂလာစကားတန်များဖြင့်ခွန်းတုတ်ခွန်းပြန်နှုတ်ဆက်ပြီးထိုင်ကြလိုက်ကြတယ်လှမိုးတယောက်သာမဂ္ဂဇင်းစာအုပ်ကြီးကိုကိုင်ပြီးဟိုမရောက်ဒီမရောက်မတ်တက်ရက်လေးရဲ့မော်နီတာကြီးဘာဖြစ်တာတော့ဟုတ်ကဲ့ဆရာမကျွန်တော်ကြပြမဂ္ဂဇင်းနဲ့ပါလာလို့တငယ်ချင်းတွေလိုက်ပြနေတာပေးကြည့်အောင်လှမိုးစာအုပ်လေးကိုဆရာမစီတွားပေးပြီးစာသင်ခန်းဘက်ကိုမျက်နှာပေးလျက်ဆရာမဘေးကမတ်တက်ရက်လိုက်ပါတယ်ကြပြခေါင်းစီကတို့ရနဘေးကချောင်းကလေးတဲ့ဟုတ်ကဲ့ပါဆရာမတန်းတူတန်းသားများလှမိုးကိုပြုံးစီနဲ့ကြည့်ကြပါတယ်လှမိုးကရှက်နဲ့ဂုံမိပါတယ်ဆရာမတော်စောကြီးကကြပြရွတ်ပြပါတယ်ကြပြရွတ်တန်ကကြည်လင်လာပါတယ်ကျောင်းသားကျောင်းသူများအကုန်လုံးစိတ်ဝင်စားနဲ့နားထောင်ကြပါတယ်ကြပြလေးကတော့ကြပြကောင်းမယ်ကိုယ့်ရဲ့ရွာနယ်လေးမှာစီးနေတဲ့
ချောင်းကလေးကြောင့်ကိုရစ်ဆက်ထားတာကောင်းပါတယ်ဆရာမတော်စောဤစကားကြောင့်လှမှုကျင်းနှမှုနဲ့ဒီမျက်နှာပြုံးပြပြကြီးဖြစ်သွားပါတယ်ဒီလိုကိုပေါဝင်းချင်းကိုမြို့ကိုရွာကိုနိုင်ငံကိုလူမျိုးအတွက်ကြပြာတွေရေးဝိထုရေးတဲ့လူကိုစာရေးဆရာလို့ခေါ်ကြတယ်စာပေရေးသားခြင်းအလုပ်ဆိုတာမြင့်မြတ်တယ်ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းကမြန်မာနိုင်ငံလွတ်လပ်ရေးရရင်စာပဲရေးမယ်ဆိုပြီးပြောခဲ့တာလေလှမှုမျက်နှာပူပြီးတီးကြည်သွားသလိုရှိပါတယ်လှမှုနဲ့အမြဲတွဲနေတဲ့ရွှေမြချမ်းအောင်ထုံးဝင်တို့ကတငယ်ချင်းအတွက်ဂုံပြုံးလေးများနဲ့ပြုံးနေကြပါတယ်စာရေးတာဆရာမအားပေးပါတယ်ဆရာမလည်းဝါသနာပတ်ပါတယ်ယူမခေါ်တဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာမောင်ဆန်ဖို့ဆိုတာဆရာမရဲ့အကူရင်းပဲဒီကြောက်ဖြူမျိုးဇာတိပဲအခုရန်ကုန်တက္ကသိုလ်မှာဆရာလုပ်နေပါတယ်ကျောင်းသားကျောင်းသူများတကယ်နဲ့တိတ်ဆိတ်သွားပါတယ်လှမှုကတော်ပါတယ်ကိုရန်ကျောင်းသားအရွယ်နဲ့ရန်ကုန်ကထုတ်တဲ့မဂ္ဂဇင်းတွေဝိထုတွေကြပြတွေမှာဖော်ပြခံရတာမစိုးပါဘူးနောက်အများကြီးအလားလာရှိပါတယ်ကဲမောင်လာမှုသွားတော့ရော့စာအုပ်ယူသွားလှမှုဆရာမလှမ်းပြီးတဲ့စာအုပ်ကိုယူတည်တည်လှမ်းယူရင်သူ့နေရာလေးကိုလှမ်းသွားလိုက်ပါတယ်လှမှုရင်ထဲမှာတော့ပေနဲ့ကြည်တီလိုင်းတွေကရင်နဲ့အပြည့်10ပြားတန်25ပြားတန်တစ်ကျက်တန်စာဆောင်မဂ္ဂဇင်းများဝိထုကြပြတွေကို10ပုဒ်တစ်ပုဒ်ရွေးခြင်းဖော်ပြခံနေရခြင်းကပင်လှမှုအားစာပေလိုက်စားမှုအစွန်းရောက်သွားစေခဲ့သည်လားမသိလှမှုအချိန်ရာတိုင်းကြပြဆက်ပါတယ်စာဆက်ပါတယ်ဒီမှာဆရာမဒီမှာလှမှုရေးတဲ့ကြပြရွှေမြကဘာရွယ်ချက်ကြောင့်မှမသိဘူးလှမှုလက်ထက်ကမဂ္ဂဇင်းစာအုပ်ကိုဖြက်ကလေးဆွဲယူပြီးမြန်မာဆရာမဒေါ်စောရီစီတွားအပ်ပေးပါတယ်ပြုံးကလေးဆိုတော့လှမှုကြောင်သွားပါတယ်နောက်မှကျင်းတဲ့သူလိုဖြစ်သွားပါတယ်အတန်းမော်တွေဝိုင်းကြည့်ကြတော့ဆရာမဒေါ်စောရီမဂ္ဂဇင်းတွေကကြပြလေးကိုဖတ်နေပါပြီဒါပေမဲ့တိုးရနဘေးကချောင်းကလေးကြပြကိုဖတ်တုံးကလို့မဟုတ်တခွန်တပါးမှအတန်ထွက်ပေါ်မလားကြပြကလူလားမြောက်ရခန်းလူသားလှုပ်အားစွန့်ပကားကြောင့်မိုးဖျားဝေဟင်ခရီးနေ၍ငှက်တွင်ပြန်ကြွနိုင်တော်လဲလူသားလှုပ်အားစွန့်ပကားကြောင့်ရေးသားတခွင်ခရီးနေ၍ငါးတွင်မြူးကြွနိုင်တော်လဲလူသားလှုပ်အားစွန့်ပကားကြောင့်တိုင်းငါပြည်ရွာဤကဘာအားပြာတွင်အတိစွမ်းနိုင်ပြီလေလူသားခန္ဓာဖွဲ့စည်းရာမှာတရေစလာချစ်မြတ်တာအားလူသားတာစီမစွမ်းတကားကြောက်ဖြူမောင်ညွန့်တွင်ဆရာမဒေါ်စောကြီးကြပြကိုဆုံးအောင်ဖတ်ကြည့်လိုက်ပါပြီဆရာမမျက်နှာတီလွန်းနေပါတယ်ဆရာမခါတိုင်းစာသင်လျင်ပြုံးရွှင်ရွှင်ပြောပြီးစာသင်လေးရှိတီဟာများပါတယ်တော်ရုံကိစ္စနဲ့စိတ်မဆိုးတော့ပါဘူးအခုလှမိုးကြပြကိုဖတ်ပြီးခက်တဲ့ဖြစ်သွားပြီးအတန်းသားအားလုံးသတိဆွဲထားသလိုမျိုးဖြစ်နေကြပါတယ်မောင်လာမိုးလာခဲ့ပါဆရာမခေါ်လို့လှမိုးထိုင်ရာမှထလိုက်ပါတယ်ဒါပေမဲ့ဆရာမရဲ့လေတံကခါတိုင်းလူမသားရပါဘူးလှမိုးရင်နဲ့ထိတ်ဖြစ်နေပါတယ်မောင်လာမိုးနောက်ဒီလိုကြပြမျိုးမရေးနဲ့အခုလိုပညာသင်ယူနေတဲ့အချိန်မျိုးဒါမျိုးစိတ်ဝင်စားတဲ့ဘူးဆရာမပြောတာနားလဲတယ်နော်ဟုတ်ကဲ့ပါဆရာမသွားဆရာမစီကစာအုပ်ကိုယူပြီးလှမှုပြန်လာခဲ့ပါတယ်ဆရာမစကားကြောင့်လှမှုရင်နဲ့ရှက်တယ်လို့ဖြစ်သွားပါတယ်အတန်းပေါ်တွေကိုတော့မကြည့်ရတော့ပဲမဂ္ဂဇင်းစာအုပ်လေးကိုလွယ်တဲ့ကမန်းကရန်ထိုးထည့်လိုက်ပါတယ်ရင်နဲ့ခံစားချက်ဝေဒနာတစ်ခုဖြစ်သွားတာကတော့အမှန်ပါညနေခင်းလမ်းလျှောက်ရင်းနဲ့လှမှုတငယ်ချင်းသုံးအောင်တင်းချိုင်းကုန်းနာကဒေါ်နုအကျယ်ဆိုင်ကိုရောက်လာပါတယ်ခါတိုင်းလိုပဲတောင်းကြစပွဲဝိုင်းလေးမှာနေရာယူလိုက်ပါတယ်ရွှေမြမင်းဟိုတနေ့ကငါ့ကြပြကိုဘာလို့ဆရာမကိုတွားပြရတာလဲကွာအဲ့ဒါမင်းကိုဆုံးမစေခြင်းလို့လေငါ့ကိုဆရာမကဘာဆုံးစရာရှိလို့လဲကွာငါကကြောင်းသားဆုံးမှမဟုတ်တာမဟုတ်ဘူးတကယ်ချင်းမင်းကဒီနေ့ရွာကပြန်လာကြတဲ့ကအမူအရာတွေပြက်နေတယ်ရွာကကောင်မလေးလှချောင်းကိုလည်းပျော့ပြနေတယ်ကြပြထဲမှာထည့်ရည်တယ်ငါတို့ပြောပြလဲမင်းကအရေးမလို့ဘူးဒါကြောင့်မင်းကိုဆရာမဆုံးမစေခြင်းလို့လှုပ်လိုက်တာလေလှမှုနဲ့ရွှေမြတို့ပြောနေတဲ့စကားကိုချမ်းအောင်ကကြော်စားရင်နားထောင်နေပါတယ်ဟုတ်တယ်တကယ်ချင်းမင်းကတရွာတကြီးကလာအမိသူများအိမ်မှာမိခိုကဲ့ရနေရတာလေအခုဆိုအမိခိုခံမှုလူတော်မရှိတော့ဘူးမင်းတယောက်တည်းထမင်းတလုပ်အတွက်တော်တော်ရုန်းကန်နေရတာလေမင်းစာမိုးမဲမအောင်လို့မရဘူးမင်းရီမန်းချက်အတိုင်းကျောင်းဆရာဘွားကိုရစေခြင်းတယ်ဒါကြောင့်မင်းအချစ်ရေးကိုစိတ်ဝင်စားနေတဲ့အချစ်ကြပြတွေဆက်နေတာကိုမင်းဘက်ကကျောင်းစာမှာလိဟနေပြီလေကွာဒီလဘက်ဆောင်ပွဲမှာမင်းတင်ချာရမက23ပဲရတာမဟုတ်လားအခုအဲ့ဒီကြပြဆရာမစီတွားပြတာလေရွှေများနဲ့ငါညှိနှိုင်းပြီးမှပြလိုက်တာကွာ
ချမ်းအောင်စကားကြောင့်လှမိုးမှိုင်သွားပါတယ်လှမိုးစီကဘာတန်းမှထွက်မလာတော့အဖေနဲ့မေသားတို့ဆောင်းမိုးပဲနီးပါပြီကျောင်းလာကရဲ့ဆောင်းမိုးပဲကြီးရဲ့လိုးနေပါတယ်သားကျောင်းလာကကိုအတန်းပိုင်ဆရာမကစိုက်ပေးထားတာ3လရှိနေပါပြီဆရာမလည်းအရန်အားနာနေပါတယ်မိသားစုကအခက်အခဲကိုသားသိပါတယ်မလွဲမရှောင်သာလို့စာရေးလိုက်တာပါမိသားစုအားလုံးကျမ်းပါပါစေသားလှမိုးကိုထုံးစိန်စာကိုအခောက်ခါပါဖက်ကြည့်လိုက်ပါတယ်အိယာပေါ်မှာလှဲ့လျက်စာရွက်ကင်ထားတဲ့ကိုထုံးစိန်လက်ထဲမှာတုံရင်ရင်ဖြစ်နေပါတယ်မျိုးရင်းနေတဲ့နေအောင်လောင်မျက်နာကြီးချွေးသီးချွေးပေါက်တွေစုနေပါတယ်မဆောင်လေရှင်ပြောလေကိုထုံးစိန်ပါလေငါဒီတစ်ခေါက်ပိုက်တိတ်လိုက်တာပတ်စံ25ကျက်ရထားတယ်အဲ့ဒါသားစီတွားပူမလို့မနှက်ပြန်ဥကျော်သားတို့တောက်ဖြူသွားဖို့ရှိတယ်ဖေကြီးကလည်းကိုဒီလောက်ဖျားနေတာရှိတဲ့ပတ်စံအကုန်လုံးပို့လို့ဘယ်ဖြစ်မလဲဖေကြီးတဲ့စေးသမားပင့်ရမယ်လေမဟုတ်ဘူးမစောမေသားစာထဲမှာပါတယ်ကျောင်းလာကတက်တဲ့အတန်းပိုင်ဆရာမစိုက်ပေးတာ3လတောင်ရှိပြီတဲ့သားခမဘလောက်တောင်အားနာနေချာမလဲမသိဘူးတွေးကြည့်ရင်နဲ့မကောင်းလိုက်တာကွာနောက်ပြီးဆောင်းမွေးပဲကြီးလေဆောင်းမွေးကြီးမသွင်းရင်ဆောင်းမွေးမဖြစ်ရဘူးလေကိုရစိန်ဝေနာကိုခန်းစားရင်မျက်လုံးမှိတ်ပြီးတလုံးချင်းပြောနေပါလေဖေကြီးစဉ်းစားအောင်တော့ရှင်ရမ်းဖျားနေတာတကူလုံးမိမြိုက်ထားသလိုဖြစ်နေတာလေရှားပါတယ်ကွာကွန်ရက်ပြုတ်လေးပါလေးတောက်လိုက်ရင်ပျောက်သွားမှာပါဆရာတော်စီလျှောက်သွားရင်လည်းအဖျားပြက်ဆေးလောက်ကတော့ရမှာပါဖေကြီးရဲ့ဟာကွာရော့ရှင်းမနေနဲ့အမြန်သွားပို့လိုက်ကိုရုံးစိန်ကမှတ်တမ်းလူငွေစင်းလူရေးမှတ်ထားတဲ့ဗလာစာအုပ်အနွမ်းလေးကိုခေါင်းရင်ပေးကဆွဲယူပြီးစာအုပ်ကြားတွေကငွေ25ကျပ်ကိုဇနီးတဲ့မစောမေလက်ထဲကိုထည့်ပေးလိုက်ပါတယ်မစောမေကကိုထွန်းစိန်ကိုကြည့်ပြီးမျက်ရည်ကျသွားပါတယ်ဟင်မစောမေမိငိုးနေတာဟုတ်လားတာကအရေးတကြီးလို့ပတ်စံပို့တာငိုစရာလားကွာသွားခုသွားပို့လိုက်ဟုတ်ကဲ့မစောမေကပတ်စံအစိတ်ကိုလက်မှာမျက်မျက်စိုးပြီးသားစီသွားပို့ရန်သွားပါတယ်ရင်းချိန်ကထက်တန်းကျောင်းသားတူးလင်တလလင်ကျောင်းလာကအတွက်5ချက်စီပေးရပါတယ်ကိုထွန်းစိန်မှာတဦးတည်းသောသားဖြစ်ပါတယ်ကိုထွန်းစိန်တို့ဖေမေကခစ်ပြက်ကာလာပြီးရင်းစစ်အတွင်းမှာကောင်းရောင်ကောင်းဝဲလှုပ်ပြီးတပြက်တခြားချောင်းလဲသူများဖြစ်ကြပါတယ်ကိုထွန်းစိန်တို့ပင်လေကန်နဘေးကအောက်ကျွန်းစဉ်တငါရွာမှာမွေးဖွားတော့လဲငါမဖမ်းဘူးပါဘူးပိုက်မလိုက်ဘူးပါဘူးညာတယ်မချလိုက်ဘူးပါဘူးရုပ်ကလေးကကြည့်ကောင်းရတဲ့အထက်အလုတ်ကျန်းအကင်ကျန်းမလုပ်ရတော့အရက်မောင်းကလည်းကောင်းပါပြီနဲ့တကယ်လူခန့်လူချောအရွယ်ရောက်တော့အထက်ကျွန်းစဉ်ဘက်ကတရက်တောင်ရွာသူမစောမေနဲ့အိမ်အောင်ကြပါတယ်မယားကိုချစ်တော့မဲခေါ်ရလိုက်ဖို့မိန်းမရွာမှာအယောင်းဝယ်လုပ်ရင်းစီးပွားရှာခဲ့ပါတယ်တာကြီးလာမိုးကျောင်းပညာကလေးကိုရန်ရောက်တဲ့နှစ်မှာတော့ခီးသွားလေနှစ်စီးကုံတွေရှုံးလို့လူလုံးမလဖြစ်ခဲ့ရပါတယ်အခုတော့မိသားစုတပြုံတမကိုတဲပြီးမွေးရမြေပင်လယ်ကမ်းတစ်ဘေးကိုပြန်လဲအခြေချခဲ့ရပါတယ်မိသားစုဘဝရှင်သန်ရေးအတွက်မလုံမနေရဖြစ်တဲ့အခြေအနေမျိုးမှာကိုတွန်းစိန်ပင်လယ်ထဲဆင်းခဲ့ရပါတယ်ပိုက်ချမြားချအလုတ်ကိုငငယ်လေးကလုတ်ခဲ့တာမဟုတ်ဘူးဆိုတော့အစင်တော့မပြေပါဘူးလိုင်ကြီးလွန်းလို့အော့အံခဲ့ရပါတယ်နေဘူးကြီးထဲမှာတနေကုန်ရုံးကန်လှုပ်ရှားခဲ့ရတယ်လို့ခန္ဓာကြီးနေတဲ့ကိုတွန်းစိန်တယောက်အပူဖျားခဲ့ရပါတယ်ကိုရီရန်ပူပြီးအပြင်းဖျားပါတယ်တရင်ရင်နဲ့ညီညီဝေနာကိုခံစားနေရပါတယ်မိသားစုဘဝအရေးတဲ့ပင်လယ်ထဲမှာတပတ်တိပိုက်တိုက်လိုက်ရာဝေစုက25ကျပ်ရပါတယ်ပိုက်လိုက်ခငွေကိုတော့အိမ်ကိုရောက်ခါစားပဲရှိပါသေးတယ်ဒါစီကပတ်စံလိုကြောင်စာကိုကိုထွန်းစိန်လက်ထဲရောက်နေပါပြီလိုင်ကျန်းလေကျန်းနေဘူးခါးထဲမှာအလုတ်ကျန်းလဲလှုပ်ခဲ့ရတဲ့ချွေးနေစာလိုအပ်ခါကလေးမှာမိမိဒေးရှင်ရေးကိစ္စထက်တားပညာရေးကပိုရေးကြည့်စီဟုတာအချစ်ပေကိုထွန်းစိန်ကဆုံးဖြတ်ခဲ့လေပါပြီကိုထွန်းစိန်နှုတ်ဖျားမှာညှဉ်းညူတန်နေခက်ညင်းထွက်ပေါ်နေပါတော့တယ်မောင်လာမို့ဆောင်းဝဲနီးပြီနော်ဘယ်လိုလဲစားရိတ်ကြပြားလေးရေးတော့မဲ့လားလာမို့ထံကဘာတန်းမှထွက်မလာဘူးစာကြိုးစားရမယ်ဆောင်းဝဲအောင်လို့ရင်အလုပ်တစ်ခုဝင်လုပ်ရမယ်ဘူဝါဒနာပါတဲ့စာပေကိုလည်းကောင်းကောင်းလုပ်လို့ရတယ်ကွဟုတ်ကဲ့လာဘွယ်ဆောင်းဝဲဒီမှာရမှတ်တွေဆရာမမကြိုက်ဘူးနော်တင်ချာ1ကောတင်ချာ2ကောကြတယ်အောင်တဲ့ဘာသာတွေကလည်း60ကျော်တာမြန်မာတစ်ဘာသာပဲရှိတယ်လာမို့လက်ပိုက်ပြီးခေါင်းငုံထားပါတယ်ကိုကအတန်းမော်နီတာလေး
သူများဥဆောင်ဥရဲ့ပြုနေရမှာသူများထက်စာညံ့လို့ဘယ်ဖြစ်မလဲလာမိုးကိုဖြစ်ကိုရှက်တယ်လို့တွေ့သွားပါတယ်ဆရာမဆုံးမစကားကနှစ်ကိုကြားဖြစ်နေလို့တော်ပါသေးတယ်လို့နှလုံးပိုက်မိပါတယ်ဒီအချိန်ရုံးအကူရောက်လာပြီးအပန်းတိုင်းဆရာမဒေါ်စောကြီးစားရတစ်ခေါက်ပေးလိုက်ပါတယ်ဒေါ်စောကြီးကစာကိုဖတ်ကြည့်ပါတယ်ဆရာမရဲ့မေတ္တာမျက်နှာလေးအပြုံးပန်းများဖျားဝေသွားပါတယ်ကျောင်းသားကျောင်းသူများကလည်းဆရာမပြုံးရခြင်းအတိတ်ပဲကိုမသိတော့လဲဆရာမရဲ့မေတ္တာတက်ကြောင်းပြုံးရမိလျက်သားဖြစ်နေပါတော့တယ်တပည့်များကိုအပြုံးတပွေ့ပိုင်းနဲ့လှန့်ကြည့်လိုက်ပါတယ်ကဲဒီမှာအကုန်လုံးနားထောင်ကြပါကျောင်းသားကျောင်းသူများတိတ်ဆိတ်သွားပါတယ်ဒီနေ့စာဆိုတော်နေ့အထိမ်းအမှတ်ဖြစ်9တန်းနဲ့10တန်းကျောင်းသားကျောင်းသူတွေကျောင်းတွင်ကျောင်းပြင်အကုန်လုံးမြို့နဲ့စာရေးစာမျိုးပြိုင်ပွဲကျင်းပခဲ့တာမှတ်မိလားမှတ်မိပါတယ်ဆရာမစကားကိုကျောင်းသူတူကဝင်းဖြေလိုက်ပါတယ်အဲ့ဒီစာရေးစာရုံးပြိုင်ပွဲမှာပထမဒုတိယတတိယရကြတဲ့ကျောင်းသား3ဦးနဲ့အထူးစု2စုကိုအကုန်လုံး5စုပေါ့နော်အဲ့ဒါအခုဒီမှာစင်းလာပြီကျောင်းသားကျောင်းသူများအားလုံးအထူးစိတ်ဝင်သွားကြပါတယ်ပထမကတော့ဆရာမတို့အတန်းကဆရာမတပည့်ကိုရန်ကျောင်းသားမောင်ရွှေများပဲအတန်းသူအတန်းသားများအားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ပါတယ်ဘာကြောင့်ဆိုတော့သူတို့နောဝအရန်ကမှာမောင်ရွှေများဟူ၍မရှိရဖြစ်ပါတယ်ကျောင်းနေကြပြီမဟုတ်လားအဲ့ဒါစာဖတ်မှုအားနေတာစာပေလေ့လာမှုနဲတာကိုပြတာလေကျောင်းသားကျောင်းသူများကဆရာမကိုအတိတ်ပဲရှိသောမျက်လုံးများနဲ့စိုက်ကြည့်ကြပါတယ်ဆရာမပြောပြမယ်ဟုတ်ကဲ့ဒီနေ့တို့တမ်းမြင့်ကျောင်းမှာတမ်းမြင့်ကုံရောင်နယံကက်စာဆောင်ဆိုပြီးထုတ်တယ်မဟုတ်လားဟုတ်ကဲ့ပါအဲ့ဒီမှာကိုရန်ကျောင်းသားမောင်ရွှေပြားဆိုတာဝိထုတွေတပုတ်ပါလာတယ်ဟုတ်ကဲ့ဆရာမအဲ့ဒီဝိထုကိုရေးတဲ့ကလောင်ရှင်ကိုသိလားမှတ်မိပြီဆရာမအတန်းနောင်နာကထိုင်းနေတဲ့ရွှေမြကထပြောလိုက်ပါတယ်ဘယ်သူလဲကြောက်ဖြူမောင်ညွန့်လင်ပါကြောက်ဖြူမောင်ညွန့်လင်ဆိုတာလှမိုးဆရာမဒေါ်စောကြီးစကားနောက်ကလိုက်ပြီးကျောင်းသားများကဖြေမိလျက်သားဖြစ်နေပါတော့တယ်အေးဟုတ်တယ်မောင်လာမိုးပဲမောင်လာမိုးကမြန်မာစာလိုက်စားတော့စာရေးစာကုန်းပြိုင်ပွဲလေသူရတာပေါ့ကျောင်းသားကျောင်းသူများတတင်သားငြိမ်သွားပါတယ်ဆရာမဒေါ်စောကြီးကကြီးညာစာရွက်ကိုလက်မှတ်ထိုးပေးလိုက်ပါတယ်ရုံးစီကနောက်တစ်ခန်းကိုထွက်သွားပါတယ်အဲဒီမှာသားတို့သမီးတို့ဂုဏ်နာရှိတယ်အဲ့ဒါဘာလဲဆိုတော့မောင်လာမိုးက9တန်းပြီမဲ့သူ့ထက်အတန်းကြီးတဲ့10တန်းနဲ့ရှင်လိုက်တဲ့အချိန်မှာသူကပထမရသူကနိုင်တယ်လေကျောင်းသားကျောင်းသူများရတမြောက်ဇလန်းတစ်ပုဒ်ကိုနားဆင်နေရသည့်အလားငြိမ်သက်နေကြပါတယ်ကိုယ့်ထက်အင်အားကြီးတဲ့လူပါဝါမြင့်တဲ့အရာကိုတရားတော်နီလန်းနဲ့အောင်နိုင်ကြီးဟာအာဇာနည်ပဲကွယ်အဲ့ဒါလူစမ်းကောင်းလို့ခေါ်တယ်သားတို့သမီးတို့မောင်လာမို့ခုလိုအောင်နိုင်ရင်တဲ့ဂုံမြူကြဘူးလားဂုံမြူပါလေဆရာမဝမ်းမသာကြဘူးလားဝမ်းသာပါတယ်ဆရာမအဲ့လိုကိုယ့်ဘက်သားတော်ရဲ့အောင်မြင်မှုအတွက်ဂုံယူတာဝမ်းမြောက်တာမျိုးချစ်စိတ်လို့ခေါ်တယ်ကွလှမိုးရဲ့မျက်နှာမှာလည်းဂုံနဲ့ပြုံးတပွင့်ချက်ချင်းတီသွားပြီးအတန်းပေါ်များဘက်ကိုလှည့်ဖြစ်သွားပါတယ်လှမိုးကွစကားတက်ပြီးများများပြောတတ်တဲ့စံငွေကအာပတရထအော်ရာပိုပြီးပွဲကြသွားပါတယ်ကဲဟုတ်ပါပြီမောင်လာမိုးသွားလိုက်ပါတော့လှမိုးကပြုံးဖြီးဖြီးမျက်နှာကြီးနဲ့သူ့ထိုင်ကုန်ရှိအောင်ရှောက်သွားပြီးထိုင်လိုက်ပါတယ်သားတို့သမီးတို့မြန်မာစာဘာသာရဲ့မေးခွန်းတွေမှာစာရေးစာကုန်းခေါင်းစဉ်3ခုပေးထားလေးရှိတယ်ကဲမောင်လာမိုးစာရေးစာငုပ်ပြန်ပွဲဖြေတော့ဘာခေါင်းစဉ်တွေပါလဲနံပါတ်1ကတော့ကျွန်တော်ကြိုက်နေတဲ့စာအုပ်တော့ပါနံပါတ်2ကတော့နှင်းမုံလွတ်လွတ်စောင်းကျန်းလနံပါတ်3ကတော့လူတန်မပြောလူပြောမတန်ပါဆရာမလာမိုးမတက်ရဲပြီးခက်တက်ပြန်ပြောလိုက်ပါတယ်အဲ့လိုခေါင်းစဉ်3မျိုးပေးထားတဲ့အခါကျောင်းသားအများဆုံးကကိုယ်နဲ့ထိတွေ့မှုအရှိဆုံးအရှင်ပါဆုံးဖြစ်တဲ့ယာတိတဘာဝကိုရေးကြလိမ့်ရှိတယ်အဲ့ဒီလိုရေးတဲ့အချိန်မှာရေးသူများတဲ့အတွက်အများဆုံးတဲကအကောင်းဆုံးဖြစ်ဖို့လိုလိမ့်မယ်တော်ရုံတန်ရုံလောက်နဲ့စုမရနိုင်ဘူးဒီလိုခေါင်းစဉ်တွေကိုရေးတဲ့လူများသလိုအောင်ကြားတဲ့လူတွေကလည်းများကြပါတယ်ဒါပေမဲ့စုချိတ်ဖို့ကတော့မလွယ်ပါဘူးအ ਨੇ ဆုံးခေါင်းစည်းကလူအများနားလည်ရခက်ရေးသားတင်ပြဖို့ခက်တဲ့အကြောင်းအရာတွေဖြစ်ရမယ်ဒီလိုခေါင်းစည်းမျိုးကိုရေးသားတဲ့လူကနဲတယ်အဲ့ဒီလိုခက်ခဲတဲ့ခေါင်းစည်းမျိုးကိုရေးတဲ့လူကအချက်ကြကြနဲ့အစီငေါ်တက်တဲ့ရေးနိုင်စွမ်းရှိရင်စုရတဲ့စာရေးစာကုန်းဖြစ်ဖို့များပါတယ်ဆရာမဒေါ်စောကြီးကလှမို့အကြောင်းကိုပြောရင်းနဲ့စာရေးစာကုန်းရင်းကြီးကိုတင်ပေးတယ်လို့မျိုးဖြစ်နေတဲ့ပြင်အာတွက်နေပါတယ်ကဲမောင်လာမို့ဒီစာရေးစာကုန်းပြန်ပွဲမှာဘယ်ခေါင်းစည်းကိုရေးခဲ့တယ်လဲလူတန်မပြောလူပြောမတန်ပါဆရာမတွေ့လားအဲ့ဒီခေါင်းစည်း3မျိုးမှာလှမိုးရေးခဲ့တဲ့ခေါင်းစည်းကအခက်ဆုံးဆိုတာသတိထားမိကြလား
ဟုတ်ကဲ့ပါဆရာမမောင်လာမှုကအဲ့လိုကျောင်းသားအများစုခက်ခဲတယ်လို့ထင်ပြီးအရေးနေတဲ့ခေါင်းစဉ်ကိုအချက်ချက်တင်ပြပြီးစနစ်တကျရေးနိုင်လို့အခုလိုပထမရတာကွယ်ဒါကြောင့်စာရေးသားကုန်းဖြစ်ရင်အရေးကောင်းဖို့အရေးကြီးသလိုအတွေးကောင်းဖို့လည်းလိုအပ်ပါတယ်ဆရာမဒေါ်စောဤစကားတစာသင်ခန်းထဲနဲ့ကြီးကြီးလင်းလင်းထွက်ပေါ်နေပါပဲနေ့လေမုံစားသိချင်းခေါင်းလောင်းထိုးတယ်ကညဉ့်ညဉ့်စီစီပေါ်ထွက်လာပါတယ်ကျောင်းသားကျောင်းသူများကစာသင်ခန်းတိုင်းကထွက်လာရာကော်ရတာတစ်ခုလုံးပြည့်သွားပါတယ်ကဲတို့ဘယ်သွားကြမလဲဒေါ်နုဆိုင်ပေါ့ကွာကျောင်းကတနာရီပဲလွတ်တာတော့မှီပါမလားဘယ်လိုလုပ်မှီမလဲခါတိုင်းလဲတို့သွားနေကြပဲဟာကိုလာမိုးရွှေမြချမ်းအောင်တို့၃ယောက်အတွဲညီပါတယ်လာမိုးကစာဖက်ဝါသနာပါတယ်ရွှေမြကအင်္ဂလိပ်စာကောင်းပါတယ်ချမ်းအောင်ကပကြီးဆွဲပါတယ်ကျောင်းပကြီးပြိုင်ဝဲမှာလဲချမ်းအောင်အမြဲစုရပါတယ်ကျောက်ဖြူမျိုးညနန်းတန်းရက်ကွက်တရက်ကွက်မှာတူနေကြပါတယ်ကျောင်းသွားအတူကျောင်းပြန်အတူသူတို့၃ယောက်နေ့လေမုတ်စားစင်းချိန်မှာကျောင်းမုံသေးတန်းမှာမုံမစားပါဘူးလက်ထဲကပတ်စံလေး2ကျက်3ကျက်ရှိလျင်ကျောင်းနဲ့ခလန်းလန်းတင်းချိုင်းကုန်းနာကဒေါ်နုအကျော်ဆိုင်မှာသွားပြီးအကျော်ကလေးနဲ့အကျန်းရီတောက်ကြပါတယ်အခုလဲသူတို့ဆုံးဖြတ်ချက်အတိုင်းဒေါ်နုအကျော်ဆိုင်ကိုရောက်နေပါပြီအကျန်းတောက်ပြီးစကားသမီးပြောရင်းနဲ့လာမိုးအိတ်ထဲကအစားအုပ်ကိုဆွဲထုတ်ပြီးပြလိုက်ပါတယ်ရွှေမြနဲ့ချမ်းအောင်တို့လှမ်းကြည့်ကြပါတယ်ချိုသေးတဲ့မဂဇင်းဖြစ်ပါတယ်ဘာလဲအဲ့ဒီမှာမင်းကဗျာပါပြန်ပြီလားလာမိုးခေါင်းညိတ်လိုက်ပါတယ်နေရာကလေးကိုတက်တက်မတ်မတ်ဖြစ်အောင်ကြက်ရှာစွန်းလေးခောက်ထားတဲ့ဆာရက်ကလေးကိုလက်ညှိုးသွင်းပြီးဖွင့်ပြလိုက်ပါတယ်စီးကြိုနှစ်တော့ဆောင်းရဲကုံကျူးဂိမ်မာဦးမှာလေယူးတွေကလည်းမြူးလေပြီငွေလေတရံတိုက်ခတ်ကြမ်းမှုရွက်နွမ်းမြေခတက်ခဲ့ပါပြီရက်တိုင်းရှိခွင်အာကာပြင်းလဲတိမ်တင်းခြုံတိုင်းထွက်လာပုံဝဲရောင်စုံတိမ်များမြူးလေပြီခွန်တောက်တန်ကျိုအိုဝေါ်ပြူလဲနှွေဦးကျိုးကပင်ကိုင်းညာမှာတန်တာတီးကိုတီးလေပြီကျောင်းတော်မြေကစွန့်ပစ်ထားသူတကားတွေပိတ်တော့တွေချိတ်ပြီးတိတ်ဆိတ်ငြိမ်သက်နေပါဦးမည်ကျောင်းတော်လည်းပိတ်တော်တွဲချိတ်မှုအတိတ်တွေကခွဲခွာကြရပန်းနှမကြီးမသိခုခါကိုလာမာကြောင့်ရွာဝင်လန်းခီတန်းကမှန်းလို့စီးကြိုနေတော့ကွယ်ကြောက်ဖြူမောင်ညွန့်လင်မင်းကွာဒီကြပြာကိုသာဆရာမတွေ့သွားရင်မလွယ်ဘူးအေးကွာငါလည်းရင်နဲ့ခံစားရတာနဲ့ကြပြာဆက်ပြစ်သွားတာလीလှမှုမင်းကနည်းနည်းအဖြစ်သေးလာသလားလို့ဘယ်လိုအဖြစ်သေးလာလို့လဲဘယ်လိုဖြစ်ရမှာလဲအတိတ်တွေကခွဲခွာကြရတဲ့ပန်းနှမတို့ဘာလို့ဖြစ်လာတယ်လीအောင်မလေးကိုလူကြီးအဲ့ဒါခံစားချက်လीမောင်ရင်ကခံစားချက်တွေပါလေလှုပ်တုံးဆရာမခင်ဗျာမင်းအတွက်ရင်နဲ့မအေးရှာဘူးလာဘက်ဆောင်ဘွယ်မှာမင်းအမတ်တွေကိုကြည့်အောင်မင်းအတွက်ပူပန်မှုတွေဖြစ်နေတာလေဆရာမကမင်းကိုကြီးလက်ကလာတာနွမ်းနပပဘွားတွေကကြောင်းလာနေတာဆိုပြီးမင်းကိုဆောင်ဝဲအရန်အောင်သေးနေတာလေဟုတ်တယ်နော်ကြောင်းလာကတွေမင်းမှမရှိသေးရင်လေဆရာမပဲစိုက်ပေးတာလေဆရာမငါ့အပေါ်ကောင်းချပါတယ်ကွာငါကသာဘွားကိုမသိပဲကြပြာယူစာယူဖြစ်နေတာဟုတ်တယ်လာမို့မင်းယူနေပြီမင်းဘွားကိုအဲ့ဒီကြပြားတွေကဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးနော်ဆောင်ဝဲအောင်မှမင်းဘွားရက်တီလို့ရမှာငါနားလေပါတယ်တကယ်ချင်းဟာငါလည်းအရင်အောင်နေတာပဲကျိုးလဲကျိုးစားလာတယ်ဒါပေမဲ့တင်ချဆိုတော့ငါဘလို့မှတွက်မရဘူးကွာအခုဆောင်ဝဲလဲနီးပြီဘယ်နဲ့လုပ်ရမလဲငါလည်းမပြောတတ်တော့ဘူးကွာအဲ့လိုလုပ်နေပုံနဲ့တော့မင်းကိုကျိုးနေလိမ့်မယ်ဒီလိုလုပ်မယ်ကွာအခုမင်းအိမ်မှာမင်းတယောက်တည်းမဟုတ်လားဟုတ်တယ်အဖွားမရှိတော့ဘူးဆိုတော့ငါတယောက်တည်းကွာဒါဆိုငါလာပြီးမင်းနဲ့အိမ်မယ်ကွာမင်းနားမလဲတာလေငါရှန့်ပြပြီးမယ်ကျေးဇူးပဲတကယ်ကြီးလာမို့တကယ်ချင်းရွှေမြရဲ့စကားစေနာမှန်တော့ကန့်လန့်ချက်ကိုလက်ခံလိုက်ပါတယ်လာမို့တို့ဆောင်းပွဲပြီးပါပြီခါတိုင်းဆိုရင်ဆောင်းပွဲပြီးတဲ့နေ့လာမို့ရွာပြန်ခဲ့ပါတယ်အာကူရတဲ့အဖေကျင်နာရတဲ့အမေချစ်ရတဲ့ညီလေးညီမလေးတို့နဲ့တွေ့ဖို့အလွမ်းပြေဖို့အတွက်မနှိမ့်မမြန်အပြည့်ပြန်ခဲ့သည်ကြီးဒီနှစ်တော့တိတ်ချီရတိတ်ဆွဲလန်းနေရတဲ့ချီဦးသူရွာသူပြိုပြူချောရဲ့အချစ်ကိုနှလုံးသားပုံချက်မှာတိုးထားခဲ့နိုင်ပြီမို့အိမ်ပြန်ကြွကြွရွာပြန်မော့မော့ဖြစ်တင်ပါတယ်ဒါပေမဲ့လာမို့အိမ်မပြန်ပြစ်ခဲ့ပါဘူးကလေးတင်တာစားပြီးမောဝရည်စာဘဝဖြစ်ကြောက်ဖြူမြို့မှာရောင်းလဲလဲလာမို့နေ့လေနေကင်းဘက်ဆိုကြောက်ဖြူမြို့ကောလိပ်ဘက်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်ကကြောက်ဖြူကောလိပ်ကအစုပ်ပြည့်ခံဘဝရောက်နေပါပြီ
လှမိုးတို့9-6 တန်းကျောင်းသားဘဝတုန်းကကျောက်ဖြူကောလိပ်ရှင်တန်တုံးမှာမိုးရာသီဌာနဆိုင်ရာဘောလုံးအားကစားပြိုင်ပွဲလုပ်လျင်ကျောက်ဖြူကောလိပ်အသင်းပါဝင်မြဲဖြစ်ပါတယ်1963 ခုနှစ်ပတ်ဝန်းကျင်လောက်ကကျောက်ဖြူကောလိပ်ပိတ်လိုက်ကြောင်းသိရပါတယ်ဘာအကြောင်းဟူ၍တော့မသိရပါဘူးရင်နဲ့မကောင်းလာပါဘူးစာသင်ကျောင်းဟူ၍အစဉ်တိုးမြင့်ပေးလိုက်သည်ဟူ၍သာရှိပါတယ်ပိတ်လိုက်ရသောကောလိပ်ကျောင်းဟူ၍ကဘာပေါ်မှာဤကျောက်ဖြူကောလိပ်တစ်ခုသာရှိပါလိမ့်မည်လို့ထင်ပါတယ်ကျောက်ဖြူကောလိပ်ကျောက်ဖြူမြို့နယ်တောင်ရင်းရွာကြားကွင်းပြင်ကြီးမှာတည်ထားတဲ့အဆောက်အဦဖြစ်ပါတယ်ဒီလိုပင်ပူဝိုင်းဝိုင်းလေးတရက်ပင်များအုပ်ဆိုင်ဆိုင်နဲ့နှလုံးစိတ်ဝမ်းအေးချမ်းစရာကောင်းလာပါတယ်မြို့နယ်တော်တော်လေးလှမ်းလို့ပိုပြီးတဘာဝကျပါတယ်အခုလိုနေရာသည်ဆိုတည့်ရညိုကြားကလွမ်းတန်ပေးနေတဲ့အုံအောင်ငက်ကဘဝင်ခိုက်စေသောအကြောင်းတရားများဖြစ်လေမလားမသိပါဘူးဆောင်းဝဲကြီးပြီးကြတဲ့ကလှမိုးကောလိပ်ကျောင်းကိုရောက်နေခဲ့ပါတယ်အဲ့ဒီအချိန်ကကျောက်ဖြူကောလိပ်မှာကျောင်းအမည်ပြောင်းပြီးဂုံတော်ရေးဝင်တဲ့ဖြစ်တဲ့ကိုစောထီအောင်မှာလှမိုးနဲ့အင်းဒီနာချင်းဖြစ်၍လှမိုးသူ့နောက်ကလိုင်းရင်ကောလိပ်ဝင်းကြီးကိုစိတ်ဝင်စားသွားခဲ့ပါတယ်စိတ်ငြိမ်ပြီးလွမ်းစရာဆွေးစရာလိုဖြစ်နေတဲ့ကျောင်းကြီးတဘာဝပေါင်းခြင်းလှမိုးအတွက်ကြပြားရည်ရန်စာရည်ရန်နေရာကောင်းတစ်ခုဖြစ်လိမ့်မယ်လို့လှမိုးမှတ်ယူလိုက်ပါတယ်နောက်ဆိုလျင်ကောလိပ်ကျောင်းကုံယုံတွင်းမှာတာဝန်ကျနေတဲ့ကိုသားညွန့်နောင်ကြပြားဆရာမောင်တန်နာနဲ့လည်းရင်းနှီးခွင့်ရသွားပါတယ်ကြပြားဆရာမောင်တန်နာကကျောက်ဖြူမောင်ညွန့်လင်ကြပြားလေးကောင်းတယ်ဗျာလှမိုးကပြောလိုက်ဒီမှာပြောစရာမရှိလှမိုးဘဝင်မကြတဲ့ကိုဘဝအတွက်ကျောက်ဖြူမြေကပြောစရာအတိမဟုတ်တော့လဲကျောက်ဖြူကောလိပ်ဟောင်းပဝင်းကျင်ကသူ့အတွက်နှစ်သိမ့်စရာတစ်ခုခံယူလိုက်ပါတယ်လှမိုးအဖေမေတို့စီပြန်ကျင်ပါတယ်ညီလေးညီမလေးတွေကိုတွေ့ကျင်ပါတယ်ချီဦးသူနဲ့အချောလှတွေအလွမ်းအဖွဲတွေဖွင့်ရကျင်ပါတယ်ချစ်စကားပြောကျင်ပါတယ်ဒါပေမဲ့လှမိုးရွာမပြန်ရဲကိုနဲ့ပတ်သက်သူအလုံးဒဏ်သင့်ခံတက်ရှိတကောင်နဲ့ခံစားရပါတယ်ဒီတော့လှမိုးဘဝစာတွေရေးမလားအလွမ်းကြပြတွေတီးမလားစိတ်ငြိမ်ပြီးလွမ်းစရာဆွေးစရာကောလိပ်ကျောင်းရဲ့ပတ်ဝန်းကျင်ကကြပြသမားစာပေသမားတဦးအတွက်လက်ခံကြိုးစိုးလေးရရှိပါတယ်ဇက်တာအပိုင်းလေးရတော့ဒီမှာပြီးဆုံးတော့ပါပြီခင်ဗျာအခုလိုချစ်ပေးပြီးနားဆင်ကြတဲ့တယောက်ချင်းစီတွေကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့မှာလည်းယက်တာအပိုင်းများကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့နားဆင်အားပေးကြပါဦးခင်ဗျာ